အဲ့မှာနေရွှေသွေးအောင်တို့ဘာလို့ဆိုမူးပြီးတော့ပြောတာသူ့ရဲ့ဟိုတမိုင်းချောင်းပေါ့နော်နေဒီဖိုးလာပြည့်ရဲ့တမိုင်းချောင်းကိုဒါတင်ရိုးညွှန်းနှမ်းထဲမှာတောင်မှထည့်ပြီးတင်ရမယ်လို့ပြုတ်ရမယ်လို့ကျွန်တော်အရန်အဲ့ကောင်လေးအရန်ဒေါသထွက်တာဘာကြောင့်လဲဆိုတော့သူတို့ဖုတ်ခုနေဝင်းဆိုရင်ဒါခိုးသမျှစီးစိမ်ဥစ္စာပစ္စည်းဒါမြည်အထိနော်အခုသူ့မြည်အေးနေဝင်းအထိဒီကောင်လေးတောက်လို့စားလို့မိတ်လိုက်လို့မကုန်သေးဘူးဒီပစံခိုးလာတဲ့ပစ္စည်းတွေနဲ့အခုလက်ရှိကသူမိတ်လိုက်ဖို့တော့ပဲဒီကောင်လေးရဲ့ခုနဖိုးလာပြေးတို့အေးနေဝင်းတို့ခေါင်းထဲမှာရှိတယ်တစ်ချက်ထပြီးတော့နိုင်ငံရေးတဲ့ဝင်လာပြီးတော့လာပြောလို့ရှိရင်ခေါင်းကိုဖနှောက်နဲ့ပေါက်ချင်တော့ခေါင်းဖနှောက်နဲ့နေသေးတယ်ခေါင်းကျန်တာနဲ့ခောက်ရပါဘူးအဆက်မှာကျွန်တော်တို့ရဲ့မြန်မာနိုင်ငံကြီးမှာပြည်သူကိုဒုက္ခအပေးဆုံးကောင်းတွေကတော့စစ်တပ်ထောက်ခံအားပေးတဲ့သူတွေနဲ့စစ်တပ်ကြီးပို့လိုက်မှာပဲအဲ့စစ်တပ်ကနေပြီးတော့မှမွေးဖွားလာတဲ့ကောင်းတွေတားဆင်မြေးဆက်အဆုံးပေါ့နော်နေဝင်းကနေစပြီးတော့မှအခုရဲဝင်းဝူထီကိုနိုင်ငံကိုဒုက္ခအပေးဆုံးကောင်းတွေကိုကြည့်ပါဆိုရင်ဒီလိုကောင်းနေပါပဲဒီလိုကောင်းနေသည်မြန်မာနိုင်ငံကိုဒုက္ခပေးနိုင်ဆုံးလူတွေတို့ပြောရင်လည်းမမားပါဘူးရင်းနဲ့စံချိန်တောင်မှဝင်နိုင်တော့ပါတယ်အဲ့လိုကောင်းနေဒုက္ခပေးလို့ပဲမြန်မာနိုင်ငံကြီးကဖြစ်ချင်တိုင်းဖြစ်ပြက်ချင်တိုင်းပြက်ပြီးတော့မှလက်ရှိတော်လိုင်းအခင်းကျင်းကြားထဲမှာဆိုရင်မြို့ပြမှာနေရတဲ့ပြည်သူလူထုကယူနီဖောင်းမြင်တာနဲ့ကြောက်နေရတဲ့အခြေအနေပါငါကတော့ဘသူသားဘယ်ဝင်ကြီးရဲ့သားဘယ်ရဲရဲ့သားဘယ်စစ်ဗိုလ်ချုပ်ရဲ့သားဆိုတဲ့ပုံစံမျိုးနဲ့လူပါတွေဝနေတယ်လို့ဒီစစ်ဗိုလ်ချုပ်သားသမီးတွေရဲ့ပိုင်ဆိုင်တဲ့တချို့စီးပွားရေးတွေကလတ်တို့ဘာတို့တရားမဝင်နေတယ်အများကြီးရှိပါတယ်အဲ့ဒီမှာတင်သွင်းနေတဲ့မူရစ်ဈေးဝါးတွေကိုလည်းဘယ်ကောင်းမှမဖမ်းကြပါဘူးနိုင်ငံအတွက်ကိုရောလူမျိုးအတွက်ကိုရောဘာသာသာသနာအတွက်ကိုရောဖျက်ဆီးနေကြတဲ့ကောင်းတွေကိုကြည်ပါဆိုရင်အဲ့ဒီစစ်တပ်အတိုင်းဝိုင်းကမွေးဖွားလာတဲ့ကောင်းတွေနဲ့တင်ကန်းအရေးချုံဘရုတုံးကရုံးတုတွေကြောင့်ပဲနိုင်ငံပျက်စီးဘာသာပျက်စီးလူမျိုးပျက်စီးသာသနာပျက်စီးနေတာပါအဲ့တော့ခေတ်ဆက်မှာအဲ့ဒီစစ်ဗိုလ်ချုပ်တွေရဲ့မြီးဆိုတဲ့ကောင်းတွေစစ်ဗိုလ်ချုပ်တွေရဲ့သားဆိုတဲ့ကောင်းတွေနိုင်ငံကိုဘယ်လောက်ဒုက္ခပေးလဲဆိုတာCDM ပူကြီးနှစ်ယောက်ကပြောပြပါလိမ့်မယ်ဆရာတင်လင်းအောင်နဲ့သူ့ရဲ့မိတ်ဆွေကပြောပြပါလိမ့်မယ်နားထောင်ကြည့်အောင်အဲ့မှာနေရွှေသွေးအောင်တို့ဘာလို့ဆိုမူးပြီးတော့ပြောတာသူ့ရဲ့ဟိုတမိုင်းချောင်းပေါ့နော်နေဒီဖိုးလာပြည့်ရဲ့တမိုင်းချောင်းကိုဒါတင်ရိုးညွှန်းနှမ်းထဲမှာတောင်မှထည့်ပြီးတင်ရမယ်လို့ပြုတ်ရမယ်လို့ကျွန်တော်အရန်အဲ့ကောင်လေးအရန်ဒေါသထွက်တာဘာကြောင့်လဲဆိုတော့သူတို့ဖုတ်ခုနေဝင်းဆိုရင်ဒါခိုးသမျှစီးစိမ်ဥစ္စာပစ္စည်းဒါမြည်အထိနော်အခုသူ့မြည်အေးနေဝင်းအထိဒီကောင်လေးတောက်လို့စားလို့မိတ်လိုက်လို့မကုန်သေးဘူးဒီပစံခိုးလာတဲ့ပစ္စည်းတွေနဲ့အခုလက်ရှိကသူမိတ်လိုက်ဖို့တော့ပဲဒီကောင်လေးရဲ့ခုနဖိုးလာပြေးတို့အေးနေဝင်းတို့ခေါင်းထဲမှာရှိတယ်တစ်ချက်ထပြီးတော့နိုင်ငံရေးတဲ့ဝင်လာပြီးတော့လာပြောလို့ရှိရင်ခေါင်းကိုဖနှောက်နဲ့ပေါက်ချင်တော့ခေါင်းဖနှောက်နဲ့နေသေးတယ်ခေါင်းကျန်တာနဲ့ခောက်ရပါဘူးကျန်တာနဲ့ခောက်ရမှာလို့ပြောရင်အဲ့တော့ဖိုးလာပြေးတို့ဆိုကျွန်တော်တို့ဒါဘိုလောင်းနောက်ဆုံးနှစ်မှာပေါ့နော်နောက်ဆုံးနှစ်မှာဘောလုံးလက်ကန်တယ်ဒီကောင်ဘောလုံးလက်ကန်တယ် DSA ဘောလုံးဝင်းထဲမှာဘောလုံးလက်ကန်တော့ဒီကောင်နဲ့အတူတူဘိုလောင်းတွေကဘောလုံးကန်တော့ရှားစီရောက်လေဒီကောင်စီပဲထိုးပေးရကျွန်တော်နဲ့ဘောလုံးရောက်လေဒီကောင်စီပဲထိုးပေးရကန်တဲ့ထဲမှာကျွန်တော်မပါပါဘူးဟိုပြောပြတာကဘသူစီပဲရောက်သူနဲ့တွဲကန်တဲ့ဘောလုံးသင်းလုံးကဘယ်နေရာရောက်သူစီပဲထိုးပေးရအေးဆိုသူစီပဲထိုးပေးသူဂိုးသင်းမှာအေးဟေးရောနဲ့လက်ခုပ်တွေသူဂိုးသင်းတော့လေဂိုးသမားလွတ်ပေးရလွတ်ပေးရအဲ့တော့ကျွန်တော်နိုင်ငံရွှေပါရင်ဒီရွှေသွားတန်းရွှေရဲ့အမျိုးပေါ့ဗျာရွှေပါရင်ဆိုတာကတော့ဟိုနည်းနည်းလေးဟိုအကြမ်းမြင့်ဆန် repli ဆန်သွားမှာဆိုလို့ကျွန်တော်ပြောတဲ့ date ကတော့တန်းရွှေအမျိုးဆိုရင်ဘာလို့ခင်ဗျာခွင့်ကိုလွှတ်ရနေဝင်းမျိုးဆိုရင်ဘာလို့ခွင့်ကိုလွှတ်ရဆိုတဲ့ဂျင်းပေါ့နော်အခုမင်းအောင်လိုက်ဆောင်းမျိုးဆိုရင်ဘာပဲလို့ခွင့်လွှတ်ရမယ်တိမ့်စိန်ဆောင်းမျိုးဆိုရင်ဘာပဲလို့ခွင့်လွှတ်ဟာသူ့ရဲ့အကိုတော်ပဲစင်ကက်လေးတကက်ပဲပေးတာတို့ဘာလို့တဲ့ဟိုမှာသွား
ပူတာဦးကနေကောတောင်းတီတည်းဖြာရှည်ခင်းပြီးတော့မှဟိုရှည်ခံလိုက်လို့ကြောပါအဲ့လိုပြောကျင်နေတာပေါ့နော်ဒါပေမဲ့ဟိုခက်နည်းနည်းရိုင်းဝါမဆိုလို့ဆိုပေမဲ့လည်းပြောပြီးသွားပြီပေါ့အဲ့တော့ကျွန်တော်တို့ပြောချင်တာ1962အာနာသိန်းကလေးကအဲ့နေဝင်းကအာနာသိန်းပြီးတော့မှအာနာမသိခင်အောင်အာနာသိန်းပြီးတဲ့ကာလမှာမိမဘယ်နှယောက်တောင်ယူခဲ့လဲဆိုတော့တမိုင်းကိုကျွန်တော်ပြန်လေးလာကြည့်ရင်လူသိရှင်များတော့9ယောက်ပတ်လက်လောက်ရှိတယ်ဟုတ်တယ်ဟိုဒီတဲ့များဖို့ပဲရောဖို့ကတော့အကြောင်းတရားမရှိဘူးအဓိကကတော့ကျွန်တော်ပြောချင်တာပါလဲဆိုတော့ခေတ်အဆက်ဆက်မှာအဲ့ဒီစစ်တပ်ကကောင်တွေအုပ်ချုပ်တဲ့ခေတ်အဆက်ဆက်မှာစစ်တပ်အုပ်စိုးနေတဲ့အချိန်ကာလအတွင်းမှာအဲ့ဒီစစ်သားသားသမီးဆိုတဲ့ကောင်တွေဗိုလ်ချုပ်သားသမီးဆိုတဲ့ကောင်တွေကလုံးဝအခွင့်ထူးခံနေပါပဲတော့ဒီစစ်တပ်နဲ့ပတ်သက်တဲ့မကောင်းတဲ့ဒီစစ်တပ်နဲ့ပတ်သက်တဲ့ကောင်းတဲ့တွေကဒီစစ်တပ်ကနေပြီးတော့မှထွက်လာတဲ့သူတွေဒီစစ်တပ်မှာရှိနေတဲ့စစ်သားတွေကပဲပြောပြတဲ့ခြေနေတွေမှာပဲကျွန်တော်တို့သိခဲ့ရတာပေါ့ကျွန်တော်ကိုယ်တိုင်လည်းစစ်သားသားသမီးဖြစ်တယ်ဆိုတော့စစ်တပ်ကကောင်တွေကောင်းလားမကောင်းလားကျွန်တော်တို့အသိဆုံးပါဒါပေမဲ့ကျွန်တော်တို့ကမကောင်းတဲ့ကောင်တွေကိုတွန်းလှန်နေတာဖြစ်ပါတယ်ကောင်းတဲ့သူတွေကိုတွန်းလှန်စရာဘာအကြောင်းမှမရှိပါဘူးကျွန်တော်တို့ကအာဏာရှင်ကိုတွန်းလှန်နေတာဖြစ်တယ်ပြည်သူကိုကျွန်တော်တို့ကတွန်းလှန်နေတာမဟုတ်ဘူးအဲ့တော့လက်ရှိချင်းတွေတခုမှာဒီဗိုလ်ချုပ်သားသမီးဆိုတဲ့ကောင်တွေတန်းရွှေတို့ခင်ညွန့်တို့အစရှိတဲ့ဖြစ်အဲ့လိုကောင်တွေရဲ့သားသမီးတွေနေဝင်းရဲ့မြီးတွေမြစ်တွေသားသမီးတွေဒီကောင်တွေဘာဆောက်လို့ဆောက်ခိုင်းရှိလို့ဒီကောင်တွေဘောမှာဒီကောင်တွေအဖိုးတွေအဖေတွေခေအဆက်ဆက်ထဲကနေပြီးတော့မှခိုးလာလိုက်တာနိုင်ငံမှာသူတို့နဲ့ပတ်သက်ပြီးတော့မှပိုင်ဆိုင်တဲ့ဟာတွေကြီးပဲဒီသူတို့ဘာမှမရှိဘူးမမေရအင်းနေဝင်ဆိုတဲ့ကောင်ဆိုရင်ဒီကျွန်တော်တို့ဥက္ကတ်မှာပွဲသွားကတော့ဥက္ကတ်မှာဒီကလပ်တစ်ခုရှိတယ်တော့ပတောင်ကမ်းခြေမှာပေါ့ကလပ်ကလည်းအရှိတောင်အာရှဒီကျွန်တော်တို့ဒီနိုင်ငံတကာမှာတဲ့တော့တန်းစရင်ဝင်တဲ့ကလပ်ပေါ့နော်ကလပ်ကိုကောင်ကလာဘာလာလောက်တာလဲငါပျော်ပါတာတဲ့အဲ့လိုမျိုးသုံးရတာဘတ်ကိုတန်းချီတယ်ပြောတယ်လိန်ချီတန်းချီသုံးရတာတဲ့ဆိုင်ကောင်တွေပဲအဲ့ဆောက်ဆန်တွေပဲရတာဒီကောင်တွေဘောကစီးပွားရေးဆိုတဲ့အရာတစ်ခုကိုစောက်အုံနောက်ရှိလုံနိုင်တဲ့အရေးချင်းရှိလို့လားလူကိုယ်တိုင်တော်မှပြောမယ်ဆိုရင်ဒီဝက်နွက်ရက်လို့ပေါ့ဟလားကျွန်တော်ပြောညနေရိုင်းဝိုင်းတော့တောင်းပန်ပါတယ်တကယ်လေးဝက်နွက်ရက်လို့ပေါ့ဆိုတော့တမင်းစားပြီးချီးမပါတဲ့ခန္ဓာကိုယ်တွေနဲ့ဖမ်းမျိုးဒုက္ခတွေပေးနေတာလေအဖိုးကဒုက္ခပေးလိုက်မီးကဒုက္ခပေးလိုက်တယ်အဲ့တော့နေရွှေသွေးအောင်ဆိုရင်လည်းဒီလိုပဲဒီကောင်တွေကြီးနိုင်ငံချင်းတွေလာဝက်မုံရွှေကိစ္စတော့ဘာတော့အားလုံးလည်းသိကြမှာပါစမ်းစမ်းခန့်လိုက်တယ်ဘလို့ဖြစ်သွားခဲ့လဲတော့ဒီလိုကောင်တွေကဒီလိုအဖိုးတွေရဲ့အရှိန်တွေအဖေတွေရဲ့အရှိန်တွေနဲ့အဲ့ဒီအာနာတွေနဲ့ကိုလူငယ်တွေဂျားထဲမှာလည်းစောက်ပြဿနာပေါင်း16000နဲ့ဒီကောင်တွေဒုက္ခတွေပေးခဲ့တာအဲ့တော့ကျွန်တော်တို့နိုင်ငံမှာရှိနေတဲ့ပြည်သူတွေကဒီစစ်တပ်ကကောင်တွေအရာရှိပါဆိုတဲ့ကောင်တွေဗိုလ်ချုပ်ပါဆိုတဲ့ကောင်တွေသမရပါဆိုတဲ့ကောင်တွေရဲ့ဒုက္ခပေးတာကိုခံရတဲ့အပြင်ကိုသူတို့ရဲ့အနွယ်ဘွားတွေကနေပြီးတော့မှဝေးဖွားလာတဲ့သားတွေသမီးတွေကအစဒုက္ခပေးတာကိုပြည်သူတွေကခံနေရတာဘာလို့လဲမြင်စေချင်လားကျွန်တော်တို့တွန်းလှန်နေတယ်ကျွန်တော်တို့တော်လှန်နေတယ်ဆိုတာကအဲ့ဒီဟာတွေလည်းပါတယ်အဲ့ဒီစနစ်တွေလည်းပါတယ်ဒီလိုကောင်မျိုးတွေမလုံနိုင်ဖို့အရေးပြည်သူကယူနီဖောင်းပြင်တာနဲ့မကြောက်ရဖို့အရေးကိုကျွန်တော်တို့ကဒီဟာတွေကိုပါကျွန်တော်တို့ကဝိုင်းဝန်းပြီးတော့မှတွန်းလှန်နေကြရတာဖြစ်တယ်လက်ရှိချင်းတွေတခုမှတော့မြန်မာနိုင်ငံမှာပြက်ချင်ဒီဝတ်စုံဝတ်ရင်တော့မှကြောက်နေရတယ်တကယ်ကြောက်နေရတာဆိုတော့အုတ်ချုပ်ရင်းမှုတို့ဘာတွေကိုပြောမနေနဲ့နောက်ပြီးဝိုင်းဒီကျွန်တော်တို့စစ်မှုရန်ကိစ္စနဲ့ပတ်သက်ပြီးတော့အဲ့ဒီစစ်သားသားသမီးတွေအရာရှိသားသမီးတွေဘယ်နှကောင်ပါလို့လဲဘယ်နှကောင်ပေါ်တာဆွဲခံရဘူးလဲဘယ်နှကောင်ပေါ်တင်ဆွဲခံရဘူးလဲရှင်းလေးပါလားအောက်ခြေကျုံးမွဲလူရန်စားတွေပဲပါတာမဟုတ်ဘူးလားအဲ့တော့အဲ့လိုမျိုးကျွန်တော်တို့တွေကိစ္စဆက်ကဒီကောင်တွေလူဘာဝတာကိုခံခဲ့ရတာအခုချိန်ထိခံနေရတော့ခါလေကြောက်လေချုပ်ပြည်သူတွေကနိုင်ငံရေးကငါနဲ့မဆိုင်ဘူးတော်လိုင်းရေးကငါနဲ့မဆိုင်ဘူးဆိုတော့အစိတ်တင်နေသူတို့နေကြတယ်တကယ်သူတို့သားသမီးတွေလည်းဖြစ်ကောအဖေကဲပါအမေကဲပါဟိုလူလုပ်ပေးပါအောင်ဒီလူကိုလုပ်ပေးပါအောင်ဆိုပြီးတော့မှခင်ဗျာပြောဆိုနေရတာကိုတွေ့ရင်ကျွန်တော်တို့ကရီးကျင်တယ်စော်ကြီးတဲ့အတူတူတွန်းလှန်လိုက်ပွဲပြီးနေတဲ့ကိစ္စကိုဘာလို့မှိန်းပြီးတော့နေကြတာလဲအဲ့တော့နိုင်ငံရေးကိုစိတ်ဝင်စားဘူးတော်လှန်ရေးကိုစိတ်ဝင်စားဘူးဆိုတော့သူတွေကြုံတွေ့ခံစားရတာကနိုင်ငံကငါတို့ကိစ္စမဟုတ်ဘူးနိုင်ငံနဲ့ပတ်သက်တဲ့ကိစ္စငါတို့ကိစ္စမဟုတ်ဘူးပြည်သူနဲ့ပတ်သက်တဲ့ကိစ္စငါတို့ကိစ္စမဟုတ်ဘူးဆိုတဲ့ဘယင်ယူတမရယူအာနာယူတွေရဲ့အုပ်ချုပ်မှုကိုခံရတာပဲဒါကလင်နာကြပဲပြောကြရတော့မလို့ရေးကြည့်ုံနဲ့ရေးကြည့်ကြမလို့တွေးကြည့်တာနဲ့သိတယ်အဲ့တော့
လက်ရှိချိန်တစ်ခုမှာကျွန်တော်တို့တွေကဒီလိုမျိုးတွေဒီလိုကောင်တွေရဲ့သားစဉ်မြေးဆက်ဒီလိုကောင်တွေရဲ့အနေရဲ့ပေးမှုတွေကိုမြန်မာနိုင်ငံမှာရှိနေတဲ့ခေါ်ရသားသမီးပြည်သူတွေအပြင်ဒီစစ်တပ်ဘက်မှာရှိနေတဲ့ကောင်တွေကအစာခံနေရတာဖြစ်တယ်ပေါ်တာပေါ်တင်ဆွဲခံရတယ်ဆိုတဲ့ဂျားထဲမှာလည်းစစ်သားသားသမီးတွေပေါ်တာဆွဲခံရတဲ့ဥစ္စာမျိုးတွေရှိတယ်ရဲမိသားစုဝင်တွေပေါ်တာဆွဲခံရတဲ့ဥစ္စာမျိုးတွေရှိတယ်ဝှချိုရည်မှုသားတွေပေါ်တာဆွဲခံရတဲ့ဥစ္စာမျိုးတွေရှိတယ်ကျွန်တော်တို့ကပြောချင်တာကဘာလဲဆိုတော့အဲ့ဒီအထက်အရာရှိပါဆိုတဲ့ကောင်တွေဒါမပါတာဒါပေမဲ့အောက်ခြေလူလူကတော့ပါနေတာပဲအဲ့တော့ဒီအခြေအနေကိုခင်ဗျားတို့ဒီတိုင်းလက်မခံကြပါနဲ့နောက်ပိုင်းဆိုရင်ခင်ဗျားတို့ကမြင်တာမဟုတ်ဘူးအတန်ကြားတာနဲ့ကိုကြောက်နေရတဲ့ဘဝမျိုးအဲ့ဒီကြောက်ခက်ကိုခင်ဗျားတို့ပြန်ရောက်ကုန်ကြလိမ့်မယ်ဒါကြောင့်မို့လို့စစ်အာဏာရှင်တွေနဲ့အတူသူ့ရဲ့အပေါင်းပါတွေစစ်အာဏာရှင်စနစ်ကိုကျွန်တော်တို့တွေဝိုင်းဝန်းပြီးတော့မှတွန်းလှန်ရင်းနဲ့မှတော်လှန်ရေးကိုအောင်မြင်အောင်ကြိုးစားပေးကြဖို့ဒီနေရာကနေပြီးတော့မိသားစုတွေကိုတိုက်တွန်းလိုက်ပါရစေကျေးဇူးများကြီးတင်ပါတယ်နောက်တစ်ခါမှပြန်ဆုံတွေ့ပါမယ်မင်္ဂလာရှိတဲ့တော်လှန်နေလေးဖြစ်ပါစေBlata Reblog YouTube Channel ဖြစ်ပါတယ်ကြည့်ရှုအားပေးတဲ့မျိုးတွေအားလုံးပဲစိတ်ချမ်းသာကိုယ်ချမ်းသာတလုံးတော့ရှိကြပါစေဗျာ